လိုက်ထအောင်အသေးပဲလို့ရိုက်ချလိုက်ပါဗျာလိုက်ထအောင်အသေးပဲလို့ရိုက်ချလိုက်ရင်ပေါ်ပါတယ်ဗျာတကောလုံးကိုပေါ်ပါတော့ဘာတော့အခွင့်ပေါ်တာပါတော့တချင်းတွေရှိပါတယ်ဟုတ်ပါတယ်ဗျာအဲ့တော့အခါကျေးရသည်ကျေးရသားများနဲ့တူယတိရုံမှာရှိတဲ့ every တများအားပေးပါဟုတ်ကဲ့ဗျာအဲ့တော့အသေးပဲဆိုတဲ့လေးစီလေးဆိုပြပါမယ်နားစီမိတော့ဗျာအဲ့လောက်တိုင်းနဲ့ချင်းပြပေးပါကျေးဇူးများပါတယ်ပြီးပါမေကွယ်နာရီဓမ္မလီကွယ်ပပနာပြုံးနာလီကမြေသမယပွေချရှိမမဆုံးပေါ်ကွယ်ဒီစီအောင်နာလီကသူ့ချစ်ဖို့ကောင်းပေါ်ကွယ်တိုင်းတဲ့ဓမ္မလီလေးချစ်ပါရဲ့ချစ်သူလေးချစ်ပါရဲ့ပပနာမြေလို့တဲ့ကိုယ်လေးကိုကိုတိုင်းကူလာခဲ့ပဲပန်းကလေးလာလာလို့ဓမ္မလေးရဲ့ဂီတဘူမအစင်ပြီးသွားပဲကိုယ်လာရဲဓမ္မလေးလာရဲဓမ္မလေးကိုယ်ပန်းပန်းရာပြုလာလီကဒီတမယာဘူးရရှိမမဆုံးပေါ်ကိုယ်ဒီစီအောင်တကားလေးကသူ့ကိုချစ်ဖို့ကောင်းပေါ်ကိုယ်ရာယူချေပေါင်းကလေးတွေကိုအဲဓမ္မလေးတွေ့ထူရင်နေမှာအတော်လေးတွေဒီပဲလေရအောင်လဲလို့ခုပြီးပဲဘယ်ပဲပြီးဘလို့လာလေးဓမ္မလေးတွေ့ယူချင်လို့ရင်အခုကိုယ်တိုင်ရပါပြူတဲ့ကိုယ်တည်းပဲသိလာရင်ဘာဖို့ကိုယ်ဓမ္မလေးတွေ့တဲ့သားလုံးအဲဒီကလာလို့ဒီပဲကိုကိုရိုင်းကူလာဟေမေပန်းကလေးလာလာမာရီရဲ့ဂီတာဘူမပန်းစင်ပြီးပါပဲကိုယ်လာရဲဓမ္မလီလာရဲဓမ္မလီကိုယ်ပပနာပြုံးလာလီကအင်းတမယာဘူချရှူမမဆုံးပေါ်ကိုယ်လေးစီအောင်ကားလီကကိုကိုချစ်ဖို့ကောင်းပေါ်ကိုယ်ရာယူချေပန်းကလေးတွေကိုပဲဓမ္မလေးတွေ့သူရဲ့နေမှာအတော်လေးပဲဒီကလေးရောက်လဲလို့ခုပြီးပဲဘယ်တည်းဘလို့လာလီဓမ္မလေးတွေ့ယူချင်လို့ရဲ့အခုကိုယ်တိုင်ရပါပြူတဲ့ကိုယ်တည်းပဲတိတ်လာတယ်ဘာဖို့ကိုယ်ဓမ္မလေးတွေ့တဲ့သားလုံးအဲပဲလီလာလို့ဒီပဲ
ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဒါလေးကတော့နော်သူရဲ့ CD ဝီဒီယိုပဲဖြစ်ပါတယ် အဲ့တော့ကိုယ်နိုင်ရေ ဟုတ်ပြီဗျာ အဲ့တော့